တစ်ခုနှစ်ခုဆိုတော့လေအခုကဒါစီရယ်ကြီးရယ်နော်ဟုတ်တယ်လေအဲ့ဒါအခြေခံမေးလေအဲ့ဒါဟိုအိုတို့အာတို့ဟာတခါမှတော့မကြားဘူးကွာလူပြောတာမင်းအဲ့ဒါဟောရှိလားလို့ဟာလို့တီဟောဒီဟာရဲ့၃ချောင်းဆိုတာနည်းနည်းနာကြတယ်နည်းနည်းလွယ်တာလေးသိမိပါလားအဲ့တခုရအောင်ချင်းပြကုံတော့အခြေခံနေစတင်ရဟာမင်းလည်းလွယ်တာလေးပေါ့တပတ်ကိုပတ်မှန်နေတီးတက်ချင်ဟုတ်တီးတက်ချင်မင်းကွာငါသူများကငါထောက်လိုက်ပြီနော်မင်းငါတကယ်ချင်းသားဖြစ်နေလို့အဲ့လိုလို့အီးမိုင်နာတင်မယ်နော်အီးကျအဲ့ဒါအီးမိုင်နာမှတ်ထားတော့ဒီနှစ်ချောင်းပဲလားနှစ်ချောင်းပဲနှစ်ချောင်းပဲဆိုလွယ်တာဟောတီအဲ့ဒါလားဟုတ်အေးကံမင်းနဲ့ဒီပြီးတာနော်ဟုတ်1 2 3 4 1 2 3 4အဲ့ဒါဆိုရင်တော့ရတယ်ဆရာအေးအဲ့ချောင်းပဲဆိုရင်တော့ဟုတ်ပြီဟုတ်ဒီမှာမှတ်မိတယ်အေးဟုတ်နော်ဒီနှစ်ချောင်းပဲနော်အေးဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်အဲ့ဒါဟုတ်မှန်နော်ဟုတ်အဲ့တော့ရအောင်ကျင့်တာဟုတ်ကျင့်တာပိုင်းတိုင်းအောင်ကျင့်နော်ဟုတ်ကျင့်တာဒါဆိုရင်အီးမိုင်နာအီးမိုင်နာဟုတ်မှတ်ထားနော်ဒီလိုဆိုရင်အီးမိုင်နာအဲ့ဒါဆိုအီးမိုင်နာဟုတ်မှတ်ထားနော်ဟုတ်ဒီလိုရအောင်ကျင့်တာအဲ့တော့ရအောင်ကျင့်ဟုတ်တန်ပြီးအောင်ကျင့်တာဟုတ်ပြောလေပြောထားတဲ့အကွက်ဒေသကျင့်တာနော်ဟုတ်ငါတို့လည်းခဏသွားလိုက်အောင်ဟုတ်တယ်တရားကျင့်တာနော်